ပေါလို့ပဲစားပြောတဲ့ဇော်မဲလုံးနဲ့မင်းအောင်လှိုင်ကိုဆုံးမမဲ့လူပေါ်တာနော်ကြည့်ပါအရင်ဆုံးပေါလို့ပဲစားပြောတဲ့မင်းအောင်လှိုင်ဘာတွေပြောလဲဆိုတာအရင်နားထောင်ပြီးရင်ဆုံးမမဲ့လူကိုပြမယ်စီကံကြဖြစ်တဲ့ရုပ်ကောဖြစ်လာစေဖို့အတွက်ရုပ်ကောတဲ့စဉ်ဒါနဲ့အစိုးရအတိတ်တက်တယ်ပြီးတော့နိုင်ငံကိုဒီလိုဒီနိုင်ငံကိုမှန်မှန်ကန်ကန်ဆက်လုပ်နိုင်ဖို့အတွက်စီကံကြဖြစ်ဖို့အတွက်ဒီကဆရာသမားတွေဒေတာတဲ့ခေါင်းဆောင်တွေကိုအဲ့ဒါလေးကိုဒီလိုပါလေအဲ့ဒါလေးထိပ်ပြီးတော့ဆောင်းပြေးချဖို့တယ်ကျွန်တော်ပြောလို့ပါတယ်စောက်ဖွက်ကနော်စောက်ဖွက်ကဟိုအပင်ကြီးတော့တာနတ်ကုန်းဖြစ်တာလားဟိုကိုမင်းကိုနိုင်ပြောနေပဲအပင်ကြီးတော့တာနတ်ကုန်းဖြစ်တာပြတဲ့သဘောကဘာမှမရှိသလိုပဲနော်နေရယာဒူးရှိလို့လားဒီတိုင်းပြည်ရဲ့အထွတ်ထိပ်နေရာမှာတက်ယူပြီးတော့အာဏာသိမ်းနေတာစောက်ဖွက်ကတကောင်းစားရုပ်လောက်တော့တန်ဖိုးမရှိတဲ့ရုပ်အကောင်းပြမင်းအောင်နိုင်ရုပ်ကိုကြည့်လူတစ်ယောက်ကမျက်နှာမှာပေါ်တယ်မင်းအောင်နိုင်မျက်နှာအယောင်အစင်းထွက်လာကြည့်ဒေါအောင်ဆန်းစုကြည်ဗိုလ်ချုပ်စေးရဝယ်တဲ့ဝမ်းဆက်နဲ့ဝစ်ဝါးတယ်ဘလို့အယောင်ထွက်တယ်အဲ့ဒါလူဟာလေလူရဲ့ဟိုတန်ဖိုးပေါ့လူရဲ့အရှိန်အဝါဆိုတာအဲ့ဒါကိုပြောတာကိုရောင်ကိုဟာတောက်တယ်ဆိုတာကိုကရွှေတွေချိုးလို့အယောင်တွေလင်းလက်ထွက်နေတာကိုပြောတာမဟုတ်လူတယောက်ကမျက်နှာကျင်လက္ခဏာမျက်လုံးမျက်ဖန်မင်းအောင်နိုင်စောက်ဘက်ကိုကြည့်နော်ကြည့်ဗျံမထာတွေပြောပြီးသူ့အတူပေါက်ပန်း40လှုပ်ရှင်နဲ့လှုပ်ပြီးတော့သူထွက်ပေါက်ရမယ့်ဟာကိုသူများဝိုင်းလုပ်ပေးအောင်ပဲဟမ်တော်လေးလာတဲ့တောင်းနိုင်တာဟမ်နွားအသားဒီနေ့ဒီနေ့ကျွန်တော်ပြောရတယ်ဒီစစ်မှန်စီကံပြပါတယ်ပါတီဘူဘီစစ်နဲ့ခံရစီလို့နောက်ဒီလိုပြည်နေတဲ့ကောင်စစ်ကိုချိန်တယ်ပြည်တော်ပြည်ဆော်ရေးဒါကျွန်တော်ဆောင်းဖို့ကပြည်သူတွေဆန္ဒပြပါဦးကျွန်တော်တို့နေတိုင်းစနေလုပ်တယ်ဒီကနေ့မနက်ဒီစစ်ဒီတောင်းတမ်းပေါ်နေလို့ကျွန်တော်ဟုတ်ချင်တယ်စနေပြပါတယ်ပထမ9နဲ့ဟလာဒုတိယ9နဲ့ပထမ9နဲ့မှာလည်းဒီနေ့ဒီကံလုပ်ပြီးတော့မှဒီဟာကိုပဲအချမ်းကြီးနဲ့ဆက်လက်ကနေပေါ်နေဖို့လည်းကျွန်တော်ကြံဟုတ်ဒါကတော့ NCA နှစ်ပတ်နယ်မှာပြောတဲ့စကားတွေအဲ့တော့ NCA အပြစ်ခတ်ရက်စိမ်းသဘောတူညီတဲ့စာချုပ်နာမည်ကပါတယ်အပြစ်ခတ်ရက်စိမ်းအဲ့တော့အဲ့ဒီစာချုပ်ချုပ်တဲ့အချိန်နဲ့အခုရောက်တဲ့အချိန်နဲ့ဘာဖြစ်လာမလဲစာချုပ်ရောက်တဲ့အချိန်မှာတိုင်းနဲ့ပြည်နယ်14ခုမှာ9ခုကတိုက်ပွဲတွေဖြစ်နေရင်အခုလက်ရှိစာချုပ်ချုပ်ပြီးတော့လက်ရှိရောက်လာတဲ့တဖြည်းဖြည်းနှစ်တွေကြာလာရင်ဘာဖြစ်လာမလဲ9ခုကနေ6ခုဖြစ်လာမယ်6ခုကနေ5ခုဖြစ်လာမယ်တိုက်ပွဲဖြစ်တဲ့နေ5ခုကနေ4ခုနောက်ဆုံးလုံးဝတိုက်ပွဲကင်းစင်သွားမှာဟုတ်လားအခုလက်ရှိ NCA ငြိမ်းချမ်းရေးသဘောတူညီစာချုပ်ချုပ်တဲ့အချိန်နဲ့အခုရောက်ရှိနေတဲ့အချိန်နဲ့ဘယ်အချိန်ကတိုင်းပြည်မှာပို့ပြီးတော့တနတ်တန်ဘုံတန်တွေညံပြီးတော့ဘယ်အချိန်ကပို့ပြီးတိုင်းပြည်စစ်မြေပြင်ဖြစ်နေအဲ့တော့ဒီ NCA ငြိမ်းချမ်းရေးစာချုပ်ဆိုတာမရေရတဲ့ခေါင်းစဉ်တွေမပြောနဲ့အခု NCA ငြိမ်းချမ်းရေးစာချုပ်ဟိုပြောနေတဲ့သူတွေကိုကြီးဆိုပြောတာရှိပါသေးတယ်ဒီလိုပွဲစာချုပ်မျိုးတစ်ခုဖြစ်ဖို့ဆိုတာလွယ်တာမဟုတ်ဘူးလို့ဒါကိုလောက်ခဲ့တဲ့သူတွေသိပါတယ်ပေါ့အဲ့တော့ဒီနေ့အချိန်မှာတော့ပုံကိုယ်ခံစားတဲ့အပေါ်တွေမပြောနဲ့ငြိမ်းချမ်းရေးသဘောတူညီချက်စာချုပ်ကိုလက်မှတ်ထိုးပြီးငြိမ်းချမ်းလာမှလေဒါတော့ပဂရိရှိတရားမဟုတ်ဘူးလားသူစာချုပ်ကိုတွေကဘာလို့ကိုလက်မှတ်ထိုးကြရလဲငြိမ်းချမ်းဖို့အပြစ်ရက်ဖို့အပြစ်ရက်ပြီးတော့ငြိမ်းချမ်းဖို့အတွက်ဒီစာချုပ်ကိုလက်မှတ်ထိုးကြတာအခုအပြစ်ရက်နေလားငြိမ်းချမ်းနေလားပေါ်ပြစ်နေတာပေါ်ဆူးနေလားအဲ့ဒါလို့ပေါ်ပြစ်တာဘဒုကပေါ်ပြစ်တာလေဘဒုကြောင့်တိုင်းပြည်ဟာမငြိမ်းချမ်းတာလေအဲ့ဒါအဖြစ်ပဲအဲ့ဒါပဂရိရှိတရားဟုတ်တယ်နော်ဟိုဘက်ကိုဒီဘက်တွေထပ်မပြောနဲ့ဦးNLDအစိုးရကနော်တိုင်းပြည်ကိုအာဏာသိမ်းပြီးတော့တော်လှန်တဲ့ပြည်သူကိုလိုက်ပစ်နေတာလားမင်းအောင်လှိုင်ခေါင်းဆောင်တဲ့စစ်တပ်ကတိုင်းပြည်ကိုအာဏာသိမ်းပြီးတော့တော်လှန်တဲ့လက်မခံတဲ့ပြည်သူကိုလိုက်ပစ်နေတာလားအဲ့တော့ဒီ NCA ဆိုတာတိုင်းပြည်ရဲ့ဘဏ္ဍာငွေကုန်တဲ့ပွဲတစ်ခုဖော်ရှိုးတစ်ခုကလွဲလို့ဘာမှအကျိုးမရှိတဲ့ပွဲပဲအဲ့ဒါရှင်းနေတယ်ကြိုက်တဲ့ခေါင်းစဉ်ပြောစောက်ဖို့တွေစာအုပ်ကြီးတဲ့ဟာတွေမရွတ်ပြနဲ့လက်ရှိပဂရိရှိတရားကိုကျွန်တော်တို့ကကြည့်ရမယ်ပဂရိရှိတရားမှာဘာဖြစ်နေလဲ NCA ဆိုတာဘာမှတုံးစားလို့မရတဲ့စာရွက်စောက်ပေါ်ကလက်မှတ်ပဲ NCA ကအကျုံးဝင်လို့ရှိရင်တဖြည်းဖြည်းနဲ့တိုင်းပြည်ကငြိမ်းချမ်းလာမှာလေတဖြည်းဖြည်းနဲ့တိုင်းပြည်ကအေးချမ်းလာမှာမဟုတ်ဘူးလားဘာဖြစ်လို့လဲသူ့ရဲ့စာချုပ်ခေါင်းစဉ်ကိုတည်းကအပြစ်ခတ်ရက်စိမ်းငြိမ်းချမ်းသဘောတူညီစာချုပ်လားအပြစ်ရက်ပြီးတော့ငြိမ်းချမ်းတဲ့စာချုပ်နော်အဲ့တော့အပြစ်ရက်ထဲမှာဒီ10ဘွဲ့ထဲမှာအခုဘယ်နှဘွဲ့6ဘွဲ့ရကန့်ကွက်တယ်ဘာဟုတ်ကန့်ကွက်တယ်တတိုင်းပြည်လုံးစစ်တပ်ကဘုံနိုင်ကျင်းတာဘလို့ငြိမ်းချမ်းမလဲဟမ်သူအာဏာသိမ်းတယ်အာဏာသိမ်းတာနဲ့ဥပဒေနဲ့အညီအာဏာသိမ်းတာမဟုတ်ဘူးဥပဒေမဲ့အာဏာသိမ်းတယ်
လက်နက်ရှိတိုင်းလက်နက်မရှိတဲ့ပြည်သူကိုဥပဒေမဲ့အာဏာသိမ်းတယ်အဲ့လိုအာဏာသိမ်းတဲ့အတွက်ပြည်သူကလက်မခံဘူးလက်မခံတဲ့ပြည်သူကိုလက်နက်အားကိုနဲ့မတရားတပ်ဖြတ်ဘုံကျဲစစ်မှတ်ရေးရပြုတယ်အဲ့တော့ဒီကောင်တွေမျိုးကတိုင်းပြည်အတွက်ရှိတင်တာမရှိတင်ဘူးလားအဲ့ဒါအဖြစ်ပဲအာဟိုခေါင်းစဉ်တွေဒီခေါင်းစဉ်တွေအကြောင်းပြချက်တွေဟိုလေဖန်းတန်းစီထီးတန်းလမ်းလျှောက်တဲ့အလုပ်တွေခဏထားလိုက်ပဂရိအရှိတရားကိုပဲကျွန်တော်တို့မြင်အောင်ကြည့်ရမယ်အဲ့တော့ NCA ဆိုတာတိုင်းပြည်အတွက်ဘာလုပ်ပေးနိုင်လဲဘာမှမလုပ်ပေးနိုင်ဘူးတိုင်းပြည်အခုဒီအစည်းအဝေး NCA နှစ်ပတ်လဲတခုချင်းမလိုက်တယ်တိမ်ပေါင်းဘလောက်ကုန်သွားတယ်ကုန်ကြစီနော်ဟိုမှာစစ်ဘေးရှောင်မှာငတ်နေတဲ့ဟာတွေတဘောကြီးစစ်တပ်ကမီးလိုက်ရှို့လို့နေစရာအိမ်မရှိတဲ့လူတဘောကြီးဟမ်အဲ့တော့ပဂရိအရှိတရားဘာလဲအဲ့အရှိတရားအဓိကနော်ကျွန်တော်တို့တိုင်းပြည်မှာလေပြောတော့ဗုဒ္ဓဘာသာပြောဗုဒ္ဓဘာသာဆိုအင်မတန်သဘာဝကျတဲ့ဘာသာတရားဗုဒ္ဓဘာသာလို့လာပြောတယ်အရှိတရားနဲ့ကင်းကွာနေတဲ့လောကကြီးအများကြီးရှိတယ်နော်နိုင်ငံရေးသမားတွေဆိုတဲ့လိုပဲဟိုနိုင်ငံရေးဆိုတဲ့ theory အောက်ကနေစာအုပ်ကြီးတိုင်းလိုက်နေကြတယ်နိုင်ငံရေးဆိုတာဘာလဲကိုယ်နိုင်ငံအရေးလောက်တာလေကိုယ်နိုင်ငံကောင်းမွန်ဖို့တိုးတက်ဖို့ငြိမ်းချမ်းဖို့ဟုတ်တယ်မလားဒါလောက်တာနိုင်ငံရေးမဟုတ်ဒါပေမဲ့ဘုရင်ကပြောသလိုနိုင်ငံရေးဆိုတဲ့နေရာမှာတဲ့ကောက်ချစ်ကလည်းလိန်လေတက်ကအနိုင်ငံရေးမဟုတ်တော့အဲ့ဒါကလိန်ကြည့်ပြောပါပြီအဲ့တော့နိုင်ငံရေးဆိုတဲ့ခေါင်းစဉ်အောက်မှာအရှိတရားနေတွေ့ဖယ်ထွက်ပြီးတော့သူတို့ဖြစ်နေတာလိုက်ဖြစ်တာဒါပေမဲ့ခေါင်းစဉ်ကတော့နိုင်ငံရေးတတ်ထားတယ်ဟုတ်တယ်မလားရှင်းချင်းလေးအဲ့ဒါတော့ဒီလိုကာလပြောတယ်ပြောလို့ဒီကတည်းကလည်းသူတို့လက်နိုင်မှုစကားလည်းပြောတာအဲ့ဒါဒီမှာမဲတမန်ရေးထူတာတယ်ဒါကလည်းမတူတာပြောဒါကလည်းဒီကတော့ဘာမှမဖြစ်ဘူးဒါကလည်းပါစားဒီလိုမချက်ကျွန်တော်ပြောတာဂရီကျွန်တော်ဘယ်တော့မဖြစ်ဘူးခါလားအော်တော်ပဲအေး2015ရွေးကောက်ပွဲမတိုင်ခင်ကသူပြောခဲ့တဲ့စကားတွေဟမ်2015ရွေးကောက်ပွဲမတိုင်ခင်မှာသူဘာပြောခဲ့လဲကျွန်တော်ပေးထားတဲ့ဂရီကျွန်တော်တစ်ခါမှဖြစ်ဘူးတဲ့တော်ပြောင်းလိန်ပြောင်းစားအခုလိုကောင်နော်အဲ့ဒီနွားသားတစ်ကောင်မှာတကယ်ဟုတ်လားဒါတော့ဒီလိုပါဆိုစီရဆွေးနွေးနေတဲ့ဆောင်ခံတယ်အခုဒီကြည့်လို့အကောင့်တွေပုံနေဖြစ်ပါလက်ရှိအေးအဲ့ဒီ NCA စတော့က AA MNDA TNNA တို့ဒီ NCA လက်မှတ်ထဲမှာမပါတဲ့အဖွဲ့တွေ AA တို့ဘာလို့ခေါ်ကြတော့မင်းအောင်နိုင်ဘယ်လိုကန့်ကွက်ခဲ့ဒီအဖွဲ့တွေဟာအဲ့တော့ AA က KIA ရဲ့လွတ်မြောက်နယ်မြေတနေရာမှာပဲရှိသေးတယ်ရှင်းရှင်းပြောရင် KIA ရဲ့တပည့်အဆင့်ပေါ့သူတို့တတ်မှတ်ပြီးတော့ AA ကိုလုံးဝအထင်သေးတဲ့ပုံစံနဲ့ NCA စပွဲဝိုင်းပေါ်လုံးဝမလာခိုင်းမဲနဲ့ဘာပြောခဲ့တယ်NCA ပွဲဆိုတာတောင်ပြုံးပွဲမဟုတ်ဘူးတက်ချင်တိုင်းတက်လို့မရဘူးဆိုတဲ့စကားကိုအဲ့ဒီခွေးမသားပြောခဲ့တာဒီနွားသားပြောခဲ့တာအဲ့ချိန်က AA နော်အဲ့ချိန်မှာ AA ကဘယ်တော့မှအင်အားမကြီးသေးဘူးအဲ့ဒီချိန်ကတူတာငိမ့်တိုင်းပြည်ပေါ်ကိုတကယ်ငြိမ်းချမ်းခြင်းလက်နက်ကင်အဖွဲ့မှန်သမျှဒန်းတူညီတူလေးလေးသားသားဆက်ဆံပြီးတော့တကယ်အပြုသဘောဆောင်တဲ့ငြိမ်းချမ်းရေးကိုလုပ်ခဲ့ AA ကအခုလိုအင်အားကြီးလာတဲ့အကြောင်းရှိလားအဲ့တော့မင်းတို့စစ်တပ်မင်းတို့ဘက်အချမ်းကိုပြန်ပြီးဒုက္ခပေးတာဒီအခု AA ကြောင့်တင်ရတယ်မင်းတို့ပြောနေအေးကြောင့်မဟုတ်ဘူးမင်းအောင်နိုင်ကြောက်လားနော်ရခိုင်တပ်တော်အေးဘုချုပ်ထုံးမြတ်ပြောရှင်းရှင်းလေးရခိုင်အခွင့်အရေးရခိုင်ကံကြမ်းမှာရခိုင်လက်ထဲရှိအောင်သူတို့ဖန်တီးတာသူတို့မှပြည့်မရှိဘူးသူတို့ကဗမာအခွင့်အရေးကိုရခိုင်လက်ထဲရှိအောင်ကရင်အခွင့်အရေးကိုရခိုင်လက်ထဲရှိအောင်မွန်အခွင့်အရေးကိုရခိုင်လက်ထဲရှိအောင်သူတို့လိုက်လုပ်နေတာမဟုတ်ဘူးရခိုင်အခွင့်အရေးကိုရခိုင်လက်ထဲရှိအောင်လုပ်တာရှင်းရှင်းလေးအဲ့လိုလုပ်တဲ့ဟာတောင်မှ NCA ပွဲကိုမတက်ခိုင်းခဲ့တာအဲ့ဒီမေလို့ဒီမေလို့မတက်ခိုင်းခဲ့တာသူ့ပါဆက်ကပြောခဲ့တာအဲ့ချိန်မေးကြည့်အဲ့နွားသားကိုမှတ်မိသေးတာလို့ဘာဖြစ်တယ် NCA ပွဲဆိုတာတောင်ကျုံပွဲမဟုတ်လို့ပြောခဲ့တာအဲ့ဒီခွေးသားဒီကောင်ပြောခဲ့တာဒါပေမဲ့ तू မှတ်မိတော့ဘူးပါဇက်နဲ့ပြင်ဘာမှမသိတော့ဒီကောင်ကြည့်ကျွန်တော်ကြားတဲ့အချိန်လေးပြင်မှာတော့တက်ကဥပဒေပြင်ဆင်ရေးအတွက်ကျွန်တော်တို့သဘောတူကြတယ်။တောင်းညှိတယ်။ညှိတယ်။ကျွန်တော်သဘောပေါက်တယ်။ဘာတော့ပေါက်လားမင်းပြင်ပေါက်လား။ဒါကြောင့်ဒီကတော့ဒီတက်ဆိုင်ကိုပုတ်ကူများတယ်။ပုတ်ကူများဒီကပြန်မှုကျိုးတိုင်းတက်ပြီးသူရဲ့ကျိုးကျော်လိုက်စကလုံးကြီးပဲနော်။နိုင်ငံတော်ရဲ့ကျိုးကြီးတော့ဆောင်ပေးကြတယ်။တိုက်တွန်းပါလေ။ကျွန်တော်ဒီကဒီပြောကြတယ်။ကျွန်တော်တို့ရဲ့နိုင်ငံဒုက္ခရောက်ဘယ်လိုလဲမဖြစ်တယ်ကျွန်တော်တို့နိုင်ငံကိုဒုက္ခရောက်မလုပ်ကြဘူးလေငါလုံးမသားငါပြောရင်မကောင်းတော့ဘူးဟုတ်တယ်အေးလို့ကျွန်တော်တို့ရဲ့တိုင်းပြည်ကိုဘာဖြစ်လဲဒုက္ခရောက်မလုပ်ကြဘူးကိုမေကိုလို့ငါဆဲပြီကွာဒီခါတော့ဟုတ်တယ်ခွေသားပါဇက်ကစောက်ချက်မရှိပြောချင်းထွက်တယ်ဥပဒေမဲ့အာဏာသိမ်းပြီးတော့လက်နက်အားကိုနဲ့မီးလောင်တိုက်တွင်းနေတဲ့ကောင်တွေကကျွန်တော်တို့နိုင်ငံကိုဒုက္ခရောက်မလုပ်ပါနဲ့ဟုတ်လားစောက်ပါဇက်ကစောက်ချက်မရှိဘူးမေလို့ငါဟုတ်တယ်ငါပြောရပုံချင်းဘယ်တော့ဆောက်ရှက်မယ်လေဒီသားဒီကောင်တကယ်
မိမလောင်းမိမရွှေမဲဒီကောင်ဗဇက်ကအိုးဒါစစ်ကောင်းဆောင်တော့ကွာမင်းတို့စစ်တပ်ကစစ်ဘိုလ်တွေစစ်သားတွေငါဒီလိုဖာကောင်းပြောမင်းတို့ကောင်တွေကိုခေါင်းဆောင်တင်ထားတာမင်းမရှက်ဘူးလားဟမ်ဘလောင်းမလဲပြောချင်တယ်ပြောနေယောက်ျားဖာတယ်မိမရွှေကောင်မျိုးမင်းတို့စစ်သားဆိုတာငါတို့တီးခဲ့တာတကယ်ယောက်ျားပိတာတယ်တိုက်ရဲတယ်ခတ်ရဲတယ်တီကြီးတယ်ခန့်ညားတယ်နော်မဟုတ်တာမပြောဘူးမဟုတ်တာမလုပ်ဘူးဒါယောက်ျားပိတာတဲ့တွင်ပြင်လက္ခဏာဆိုတာကရုပ်ချောဖို့မလို့နံပါတ်1ယောက်ျားပိတာတယ်ဆိုရင်တီမယ်ခန့်ညားမယ်ကလေးကကြည့်ကလေးကဝပေါက်ပန်း40မပြောဘူးတီတက်ပြောတယ်နော်အဲ့ဒါယောက်ျားပိတာတယ်ဒေါ်လာထွက်ရင်ထွက်လိုက်မယ်ဆဲလိုက်မယ်ဆိုလိုက်မယ်ဒါပေမဲ့မယုံပါဘူးအဲ့ဒါယောက်ျားပိတာမင်းအောင်နိုင်မှာအဲ့ဒီယောက်ျားပိတာတဲ့ကျင်လက္ခဏာဘယ်နှခုရှိလဲကြည့်ဟမ်တောင်ရစားပလင်ပေါ်တတ်ထိုင်မလုပ်သေးတယ်ခွေးမျိုးอ่ะကိုနဲ့မတန်မရဟမ်ကြည့်မင်းတို့အဲ့လိုစောက်ခွက်မျိုးမင်းတို့စစ်တပ်ကခေါင်းဆောင်တယ်ကွာခွေးအမိပြက်ပြီးတော့မင်းအဲဇေးချင်းခွေးရုပ်အမိပြက်ပြီးကာကွယ်ဦးစီးချုပ်ဝစ်စုံဝစ်ပေးတော့မင်းတို့စစ်တပ်တော့တိတ်ခါရှိအောင်မယ်အကောင်းပြောတာအဟုတ်ပြောတာအဲဇေးချင်းတို့ဒိုဘာမင်းတို့ခွေးတွေကမှနိုင်ငံခြားခွေးမျိုးတွေကောင်းတယ်ဟမ်ဝီရသူပြောနေပဲအမိပြက်လိုက်အမိပြက်ပြီးတော့ကာကွယ်ဦးစီးချုပ်ဝစ်စုံဝစ်လိုက်မင်းအောင်နိုင်တဲ့ကြက်တွေရှိတယ်အကောင်းပြောတာကြည့်ဒီမှာစောက်ကြက်တွေရှိတာလို့ဗဇက်နဲ့ဖိနေမားနေတာကောင်အဲ့ဒီကားလေးကလည်းဆောင်ပေးကြတယ်ပြောပြတယ်ဒါပေမဲ့အဲ့ဒီကားလေးကဘယ်လိုဆိုလို့ရှိရင်အများအဆင်ရှိတယ်ဆိုတော့အခါပြောကြတယ်နော်တွေ့ရနော်တွေ့မယ်နော်ကျွန်တော်ဆဲရတာအားမရတော့သူ့ကျွန်တော်ပြောခိုင်းမယ်နော်ပေါက်လို့ပဲစားပြောတဲ့ကောင်တွေ့မယ်ဒီမှာကြည့်ပြောတော့ပြောပါပြောပြောခဲ့တဲ့စကလုံးတိုင်းကို你ပြောခဲ့တဲ့စကလုံးတိုင်းစကားတိုင်းကိုတာဝန်ယူမှုတာဝန်ခံမှုအပြည့်နဲ့ဒီလိုမနဲ့ပေါ်လာထိမှာစောင့်ကဲတွေ့ရနော်မင်းအောင်နိုင်သိလားမင်းပြောသွားပြီနော်မနောက်ထပ်တစ်ကောင်ဖွင့်ပြအောင်မကြီးဒီပါဆိုပြီးနိုင်ငံရေးဆိုတာဆက်လာနိုင်ငံရေးဆိုတာတော့သူရဲ့အတိတ်ပဲတဲ့ကနိုင်ငံရေးဆိုတာဒီဟာတွေကိုပုံနေနိုင်ငံရေးတော့ပတ်လာနိုင်ငံရေးကပတ်လာမအောင်နိုင်ငံရေးမှာစာနာတုံးတရားကိုဖြည့်ဆည်းမပေးနိုင်လို့ရှိရင်အဲစာနာတုံးတရားပတ်လာအကြောင်းရစာတုပေဒဝါစာဖတ်ဒီစာဖတ်ပြီးပပန်းလေးတွေပြောနေတာအရှိတရားနဲ့ကင်းကွာပြီးတော့သူတို့ရောက်ရှင်တဲ့ level ကိုသူတို့ရောက်နေတာဒီလိုကောင်မျိုးတွေကကွာကမဟုတ်အခုကျွန်တော်ဒီဗီဒီယိုဖိုင်ကို view ဘလောက်ကြည့်တယ်တော့မသိဘူးနော်ကြည်ဝါတဲ့လူတိုင်းကျွန်တော်တစ်ခုပဲမေးချင်ပါတယ်တစ်ခုပဲမေးချင်တယ်နော်အကိုတို့အမတို့နော်ဦးလေးတို့အတော်တို့ညီတို့ညီမတို့ပေါ့နော်ဒီလိုကောင်မျိုးတွေကိုတည်းကမင်းအောင်နိုင်လို့ကောင်မျိုးတွေကိုခေါင်းပေါ်မှာတက်နေပြီးတော့ကိုအုပ်ချုပ်တာခံနိုင်သားဗျာကျွန်တော်အဲ့လားလေးပဲမေးချင်ပါတယ်ခံနိုင်တဲ့လူဆိုရင်တော့ကျွန်တော်ဘာမှပြောတော့ပါဘူးเนาะခံနိုင်တယ်ဒီလိုကောင်မျိုးတွေအုပ်ချုပ်တာကိုခံနိုင်ပါတယ်ဆိုလို့ရှိရင်တော့ဘာမှမပြောပါဘူးမခံနိုင်ပါဘူးဆိုရင်ခင်ဗျားတို့ဘာလုပ်နေလဲကျွန်တော်မေးချင်တယ်ဘာမှမလုပ်ဘူးဆိုရင်တော့တဏှာတော့လုပ်ပေးပါဘာဖြစ်လို့လဲပြည်တွင်းမှာနေတဲ့လူတွေတော်လိုင်းနဲ့ပတ်သက်လုပ်လို့ရတယ်ရန်သူကပျော်အောင်နေခိုင်းနေတယ်ကိုကမပျော်ပြတာဒီတော်လှန်တာပဲအဲ့ဒါအဖြေပဲနော်ပြည်တွင်းမှာငါတို့ဘာမှလုပ်မရပါတယ်ရန်သူကပျော်ခိုင်းစေခြင်းဘာလို့လဲအခုမြို့တွေမှာအပျော်ပွဲတွေရှင်းမှပြီးတော့လူတွေစီကားတဲ့အေးချမ်းတဲ့ပုံစံဆောင်ပြတယ်နယ်တွေဘက်မှာသူတို့လက်လွတ်ကတဲ့ဒေတာမှာစစ်မဲ့မီးတောက်တဲ့ပုံစံမျိုးလေရင်နဲ့နော် drone နဲ့ဘုံတွေကျဲပြီးတော့တပ်ပြဖြတ်ပြပြီးလို့ရှိရင်ဘာပြောလဲစစ်ကိုခေါ်ရင်စစ်လာတယ်စစ်ကိုမခေါ်တဲ့ဒေတာမှာငြိမ်းချမ်းတယ်တဲ့ပညာမဲ့စကားနဲ့မှိုင်းတိုက်ပညာစဉ်းစားတွေးခေါ်နိုင်စွမ်းမရှိတဲ့လူဆိုရင်တော့ဟုတ်တာပေါ့အေးဟုတ်တယ်ဟဲ့ဟိုမှာတော်လှန်တဲ့ဒေသတွေမှာစစ်တွေဖြစ်တယ်မတော်လှန်တဲ့ဒေသမှာအေးချမ်းတယ်ဒါအသိပညာမတွေးနိုင်တဲ့ကောင်ကအဲ့လိုပဲတွေးမယ်တေချာတွေးကြည့်တွေးနိုင်တဲ့လူကြတော့ဘယ်လိုတွေးမလဲဟိုဒေသမှာတိုက်ပွဲဖြစ်တာဒီကစစ်တပ်ကသွားတိုက်လို့ဖြစ်တာလေဒီကစစ်တပ်ကဘုံတော်ကျဲလို့ဟိုမှာစစ်မှန်ကြီးကဖြစ်တာဒီစစ်တပ်စိုးမိုးထားတဲ့မြို့တွေမှာအင်းချမ်းတွေကငြိမ်နေတာဒီဘာဖြစ်လို့လဲတော်လှန်ရေးသမားတွေလာမလုပ်လို့ငြိမ်တာမဟုတ်ဘူးလားအဲ့တော့တိုင်းပြည်မှာမအေးချမ်းအောင်လုပ်တာဒီဘယ်သူတွေလဲအဲ့ဒါအဖြေပဲနော်အဲ့တော့အဲ့ဒီစကားပြောတဲ့လူတွေအဲ့တိုင်းပြောရပါနော်မြို့တွေမှာငြိမ်းနေတယ်ဆိုတာဘယ်သူဒီတော်လိုင်းသမားတွေဘာမှမလုပ်လို့ငြိမ်းနေတာလေတော်လိုင်းသမားတွေလည်းသူတို့လိုမျိုး drone နဲ့ဒီနော်မျိုးစုံဖောက်ခွဲတိုက်ခိုက်ချလို့ရတယ်ထိကျင်တဲ့ကောင်ထိဆိုပြီးတော့လုံးလာအဲ့ဒါမြို့တွေမှာစစ်တပ်အုပ်ချုပ်ထားတဲ့မြို့တွေမှာအေးချမ်းနေတာမဟုတ်ဘူးအဲ့ဒါငြိမ်းနေတာမလုံးလို့ဘလူးမဘာမှမလုပ်လို့ငြိမ်းနေတာဒီဘက်ဒေတာတွေမှာဘုံတွေကျဲစစ်မဲ့ရေးရဖြစ်နေမှာသူတို့သွားတိုက်လို့ဖြစ်တာလေအဲ့တော့တိုင်းပြည်မှာတကယ်တိုင်းပြည်ပြည့်အောင်တိုင်းပြည်ပြည်သူတွေစစ်မဲ့ရေးရဖြစ်အောင်ဒုက္ခရအောင်လုပ်နေတာဒီစစ်တပ်လားတော်လှန်ရေးပဲအချမ်းတာအဲ့ဒါအဖြေပဲရှင်းလေးနော်အဲ့ဒီသဘောတရားကိုသိဖို့အတွက်ကျွန်တော်တို့က
မြို့တွေမှာသူတို့ကဘာလုပ်ကြလဲစီကားကိုင်းကြီးမစီကားနေကိုလိုပဲကိုလိုဝင်ကိုဒီကာလာကျွန်တော်တိုင်းပြည်သူကတ်ဆိုင်နေတာဗျနော်ကြားမှုမှာပါကတ်တီ3ပါးဆိုတာတတနာကဒုဗ္ဗေဒနာကယောဂန္နာကဒီကတ်3ပါးဆိုင်နေတဲ့အချိန်မှာကျွန်တော်တို့တွေကလောဘတွေဒေါသတွေမာမာနတွေရှော့နိုင်တယ်ရှော့ဖို့လိုတယ်ကိုဝင်းတခါကိုဘဝလုံခြုံဖို့အတွက်အဓိကထားမတော်လောဘနဲ့စီးပွားရှာမဲ့ကိစ္စတွေကျွန်တော်ရှော့အောင်မယ်အပျော်အပါးတွေရှော့အောင်မယ်ဒီကာလမှာမပျော်ပါလိုက်လို့မသေးဝါမှာဘူးသိမလားဒီတော်လှန်ရေးကာလမှာကျွန်တော်တို့အပျော်အပါးတစ်ခုခုလူများတဲ့နေရာတစ်ခုကိုမတွားလိုက်သေဝါနိုင်မဲ့လူမြန်မာပြည်မှာရှိလားသေဝါမလားရိုးရပြက်သွားမလားမသေနဲ့ဦးများနောက်ဆုံးရိုးရပြက်သွားမလားနှစ်ဆိုင်ငါတို့ကတရင်ကျွလာဆိုရွှေတကုံဘုရားပေါ်တက်ဖူးနေကြဒီနှစ်မဖူးဘူးရိုးရပြက်သွားမလားမပြက်ပါဘူးမသေးလည်းမသေးပါဘူးရှင်းနေတယ်အဲ့တော့ရန်သူကခုနကကျွန်တော်ပြောသလိုဘာလုပ်နေတာရန်သူလုပ်နေတာတော့ကိုမျက်စိမပြတ်ကြည့်နေလေဟုတ်ဒီကောင်တွေဘာလုပ်နေလဲဒီကောင်တွေမြို့တွေမှာပျော်ပွဲရှင်ပွဲကျင်းပပြီးတောနယ်တွေမှာဒီကောင်တွေလိုက်တိုက်နေတယ်ပြီးတော့သူတို့စကလုံးနဲ့ဝါဒဖြန့်တယ်အဲ့ဆိုရင်ငါတို့တွေမြို့မှာနေတဲ့လူကသူတို့ဖြစ်ချင်တိုင်းမနေပြဘူးကွာကဲပွဲမသွားလို့ဘယ်သူကဖမ်းဘူးမှမဟုတ်ဘူးဟမ်အဲ့ဒါအဖြစ်ပဲအဲ့တော့ကျွန်တော်ဒီဗီဒီယိုဖိုင်ကိုကြည့်သွားတဲ့ညီကောင်မောင်တို့အားလုံးကိုမေးချင်တာကအဲ့ဒါပဲဒီလိုကောင်မျိုးတွေကိုခေါင်းပေါ်တက်နေပြီးတော့ကိုအုပ်ချုပ်တာခံနိုင်ရင်တော့ကြိုက်တယ်လို့နေပါမခံနိုင်ဘူးဆိုရင်တော်နိုင်ရင်နဲ့ပတ်သက်လို့ဘလူတွေဘာပဲပြောဘာပဲဖြစ်တတောက်တနေရာကလုံနိုင်တဲ့ဘက်ကနံပါတ်1ကိုအသက်အန္တရာယ်လည်းမထိခိုက်ကြဘူးနံပါတ်2ကိုစီးပွားဥစ္စာလည်းမထိခိုက်ကြဘူးအဲ့ဒီ2နေရာကတော့လူတိုင်းလုံနိုင်လိမ့်မယ်ထင်ပါတယ်ကိုအသက်အန္တရာယ်လည်းမထိဘူးကိုစီးပွားဥစ္စာလည်းမထိဘူးဟုတ်တယ်နော်အဲ့တော့အဲ့ဒီ2နေရာလောက်ကတော့ကိုလုံနိုင်တဲ့ရှုတော့ကနေလုတ်ပေးပါလို့အနုညွတ်တောင်းပန်ပါတယ်ဘာဖြစ်လို့ကျွန်တော်တို့အရွယ်ရောက်တဲ့လူတွေမှမလုံရင်အဲ့ဒီလူယုံမာတွေမျိုးဆက်ကကျွန်တော်တို့တားတွေတမီးတွေခေါင်းထိလိုက်နေမှာကျွန်တော်တော်နိုင်လောက်တယ်ဆိုတော့အဲ့ဒီစိတ်တစ်ခုနဲ့ပဲဘယ်သူကလှုပ်ချင်မလဲတော့အန်ရများတဲ့အလုပ်အခုဗီဒီယိုဖိုင်နရေရှင်းလုပ်တယ်ဆိုတော့ဘယ်နဲ့ကပြောဘယ်သူကလှုပ်ချင်လဲစောင့်မိကခံပြီးတော့ထင်ပေါ်ချင်းကြော်ချမ်းချင်းအခြားနည်းနဲ့အများကြီးပေါ့ဟုတ်တယ်မလားချို့ပြောသေးတယ်ဒီကောင် YouTube လောက်စားတာတဲ့YouTube လောက်စားချင်းလွယ်လွယ်လေးလားလုံးမနည်းနဲ့အများကြီးလူကြည့်မဲ့အောင်လုပ်တဲ့ဟာချို့တရားမတိလို့ဟုတ်တယ်မလားအများကြီးပဲလုပ်လို့ရတဲ့နည်းလမ်းတွေဒါပေမဲ့ပါလေကျွန်တော်တို့မှမလုပ်ရင်ဒီနိုင်ငံအရေးကဘယ်သူလာလုပ်မှာလဲအဲ့ဒီစိတ်နဲ့ပဲကျွန်တော်တို့လုပ်တာနော်ရှင်းချင်းလေးမဟုတ်ကပြောတဲ့ကောင်စောမှာပဲဒါလည်းတိုက်ပွဲတစ်ခုပဲနော်ကြည့်ပါမကြည့် ခုကျွန်တော်နိုင်မှာဖြစ်တယ်ခုကျွန်တော်တို့အနေနဲ့နိုင်ငံရေးဘဝကြီးများကြီးမှာလည်းပတ်သက်တယ်ဗျာပြောလိုက်စောက်ကြီးဆုံးကျင်တော့ကြီးပြောတာပြီးသူတို့ပဲဖြတ်စည်းတဲ့တိုင်းပြည်ကိုရှိတယ်နိုင်ငံရေးမှာဒီအားနဲ့ဘုရားတရားရှိတယ်အကြောက်တရားကရှိတယ်ပါတယ်နော်အေးဟုတ်တယ်အကြောက်တရားအဲ့ဒီအကြောက်တရားအခုပါလေအခုစစ်တပ်ကဘယ်တော့မှမတည်တာအခုရွာတရွာနော်တော်လှန်ရေးဟိုအားပေးတဲ့ရွာပေါ့အပေါ်ကလေနဲ့ဘုံကျဲတယ် drone နဲ့ဘုံကျဲတယ်ဒီကလက်နက်ကြီးနဲ့ကြော်ထုတယ်လက်နက်ကြီးဒီကအမြောက်တက်အရှိမခြေလင်းခြေမြန်တက်ရှိတယ်ခြေလင်းဒိုတွားတာပေါ့အဲ့အပေါ်က drone နဲ့လေနဲ့အရင်ကျဲသွားတယ်ရွာတရွာအရင်ကြော်ထုအမှဒီကခြေမြန်တက်ကအဲ့ရွာကိုအရင်ရောက်မယ်ဆိုရင်ဒီရွာမှာပြေးနိုင်တဲ့လူလွတ်သွားတော့မပြေးနိုင်တဲ့လူဆိုရင်အကုန်ဖမ်းဆီးစစ်ဆေးရိုက်ပုတ်ပေါ်တာဆွဲမဒိန်ကျင့်ပြီးလို့ရှိရင်အဲ့ဒီအိမ်တွေမှာရှိတဲ့အိမ်တွေကိုအကုန်ဖောက်သူတို့လိုချင်တဲ့ပစ္စည်းကိုယူပြီးမီးရှို့ပြီးခြေမြန်တက်ကအရှိကိုဆက်သွားတယ်အနောက်ကလိုက်လာတဲ့အမြောက်တိုက်ကအဲ့ရွာကိုရောက်တယ်ဒါကြောင့်မို့လို့ခြေမြန်နဲ့အမြောက်မှာခြေမြန်ကယာဒူးတိုးမြန်တယ်တိုက်ပွဲဖြစ်တဲ့ဒေသတွေတွားမယ်ဆိုရင်သေဖို့လမ်းနီးတယ်ဒါပေမဲ့ပစ္စည်းဥစ္စာပိုရမယုံရင်မေးကြည့်စစ်တပ်ထဲမှာကျွန်တော်ပြောမှားရင်လာခဲ့ပါရိုက်ခံလိုက်ဘာဖြစ်လို့လဲကျွန်တော်စောင့်မျိုးအရင်ခောက်တယ်စစ်တပ်ထဲမှာတပုံကြီးတိလားအဲ့တော့စစ်သားတွေအကြောင်းပတ်တယ်လို့လာမပြောနဲ့မင်းတို့ဒီ1990ပတ်လေရစပြီးတော့အခုနောက်ပိုင်းခေတ်ထိအရှေ့ပိုင်းတွေတော့ကိုယ်တွေမမီတဲ့တော့ကိုမတည်ဘူးနော်1990မတိုင်ခင်ခေတ်လဲဒီအရှေ့ပိုင်းနောက်ပိုင်းခေတ်တွေ10တန်းအောင်ပြီးတော့ DSA ရှောက်တဲ့ကောင်တွေနိုင်ငံတော်အတွက်တစ္ဆာစောက်သိခြင်းတို့စစ်သားကောင်းကြီးလှုပ်ခြင်းလို့ DSA တွားလျှောက်တာလားဖက်ဒီပခုံးပေါ်ကအပွင့်ဆိုတဲ့ဟာလိုချင်လို့တွားလျှောက်တာအဲ့ဒါလေးပဲဖြစ်နော်ဒီဇွန်မဲလန်တို့အောက်ဖက်ပေါ်အခုဘုံမူကြီးတို့အစ်စ်ဘာဖြစ်နေတဲ့အရွယ်တွေနော်ဒီအသက်40အသက်45ပေါ့နော်အသက်45နဲ့အောက်ပိုင်းကောင်တွေဟို45အထက်တော့ကျွန်တော်တို့မှတ်မိတဲ့အတွက်ကျွန်တော်မသိဘူးနော်45အောက်ပိုင်းအရွယ်မှန်တမျှ DSA တွေကိုဝင်တာနော်ပထမဆို ODS ရှိတယ်ဟုတ်တယ်နော်ပြီးလို့ရှိရင်ရေချောင်းတိတ်ပန်းလို့တက်ချက်ကြီးစည်ရေးလို့စသဖြင့်အဲ့ဒီ DSA လျှောက်တယ် DSA လျှောက်လို့မရရင် ODS လျှောက်တယ် ODS က DSA မမရရင်ဘာလို့လဲရေချောင်းတိတ်ပန်းလို့တက်ချက်ကြီးစည်ရေးလို့စသဖြင့်မလျှောက်ရဘူးလားအဲ့ဒါတွေလျှောက်တာအားလုံးဟာ
နိုင်ငံအတွက်ငါစစ်သားလုပ်ရှင်နဲ့နိုင်ငံတော်ကိုကာကွယ်ခြင်းလို့ဆိုတဲ့စိတ်နဲ့ရှောက်တဲ့သူတရားမှာဘယ်နှယောက်ရှိလဲတယောက်ရှိကံကောင်းအဲ့ဒါအားလုံးသိနေတာပဲအဲ့တော့ဒီကောင်တွေတောင်းချုပ်တော့မှဒီတိုင်းကြီးအာနာယူပြီးမပြည့်ဘယ်သူပြတ်မှာဟုတ်တယ်နော်ကြည့်အဲ့တော့ဒီလိုကောင်မျိုးတွေကိုကျွန်တော်တို့ကတော့ကိုယ်ခေါင်းပေါ်အတင်ပြောဘေးနားမှာတော့အကန့်မခံနိုင်ဘူးနန်လို့ယွန်စရာကြီးခေါင်းပေါ်တင်ပြီးအုပ်ချုပ်တာခံဖို့မပြောနဲ့ဘေးနားမှာတော့ရှင်ပြီးတော့အရက်မခံနိုင်ဘူးသူတို့အောက်တန်းသားမျိုးတွေကိုအဲ့တော့ဘာလုပ်ကြမလဲကျွန်တော်တော်လန်းမှာပဲအော်အဲ့ဒါကြောင့်မလို့ဒီကျွန်တော်ဗီဒီယိုဖိုင်တွေ reaction လုပ်တယ်ကျွန်တော်ဘယ်တော့ကိုယ့်ဘက်တော်လိုင်းဘက်အရှင်းချင်းကိုကျွန်တော်တိုက်ခိုက်တာဖောင်းထုတ်တာတွေ့ဘူးလားအပြုတ်တော်ဆောင်ပြီးတော့မပြောအချင်းချင်းဆိုရင်ဘာဖြစ်လို့လဲကြည်နေတဲ့ပြည်သူဆုံးဖြတ်သွားတယ်ဒါပြည်သူကအဲ့ဒီအဆုံးဖြတ်ကပြည်သူဆုံးဖြတ်မှာကျွန်တော်တို့ဒီဘာလုပ်ကြမလဲအရှိဟိုတာအစင်တစိုက်ကြည့်ပြီးရန်သူကိုတာမမိတ်မတုံကြည့်ပြီးဒီရန်သူရဲ့လှုပ်ရှားမှုဘယ်လိုလုပ်နိုင်လဲဆိုတာကျွန်တော်တွားအောင်ဒါကြောင့်မလို့ဗီဒီယိုဖိုင်တွေကျွန်တော် reaction လုပ်တယ်တော်လှန်ရင်းနဲ့မဆိုင်တဲ့ဗီဒီယိုဖိုင် reaction မလုပ်ဘူးကိုယ့်ဘက်အချမ်းနဲ့ပတ်သက်တဲ့ဗီဒီယိုဖိုင် reaction မလုပ်ဘူးအတတ်နိုင်ဆုံးရှောင်တစ်ဖက်ရန်သူဖြစ်တဲ့ဘက်အချမ်းကဘယ်သူထွက်လာမယ်ကြိုက်တဲ့လူထွက်ကျွန်တော်အကောင်ကြီးတာတွေသေးတာတွေပုံကိုရေးတွေကျွန်တော်တခုမှနားမလည်ဘူးမဟုတ်တာပြောစောက်တော်လည်းပြောရင်ကျွန်တော်အကုန် reaction လုပ်တယ်အဲ့ဒါကျွန်တော်ခံယူထားတဲ့စိတ်ဓာတ်ပဲဒါအကြည့်ကျွန်တော်ကြည့်နေတဲ့လူတွေလည်းအားလုံးသိပါလိမ့်မယ်နော်အဲ့တော့အဲ့ရခွက်လာမရှိဘူး။အဲဒီမှာလည်းခွက်လာမရှိဘူး။ကျွန်တော်ကြိုးစားဆောင်ရရတယ်။ဒီနေ့မှာလည်းခွက်လာမရှိဘူး။ကျွန်တော်ကြိုးစားဆောင်ရတယ်ဒီမှာ။ဒါngayဟုတ်တယ်ဇော်မဲလုံးသမီးလေးလည်းကွက်လက်ဖြစ်နေတာကွက်လက်မရှိဘူးအတွက်ကျွန်တော်ကြိုးစားတယ်ဒီမှာခွက်လာမရှိဘူးအတွက်ဦးရီစနစ်ကိုပြန်လဲအကောင့်နဲ့ပေါ်နိုင်ဖို့ကျွန်တော်ဒီတော့ပဲဆောင်ရနေတာရှိတယ်။ဒီတော့ဘယ်ဒီထုံးလို့ပဲအခြေဖို့ဆိုတာဒီမှာဒီညာရေးနဲ့လည်းပြောရမှာဖြစ်ပါတယ်။ဒီညာရေးမှာလည်းခွက်လာရှိတယ်ပါ။တော့ဒီညာရေးမှာခွက်လာပုံစံမရှိတဲ့မို့ဘယ်လိုမလဲအများအားတွေ့ဆိုပြီးတော့အများအားဆွေးနွေးနေဖို့အောင်မြင်တဲ့အကောင့်နဲ့ပေါ်နိုင်လို့လုပ်ခဲ့ဗျံပဒါနေနော်ဒီလိုကောင်မျိုးတွေကကွာကျွန်တော်တို့ကိုအုပ်ချုပ်ဖို့လုပ်နေတာတကယ်ကွာခံနိုင်ကြလားဗျာကျွန်တော်တော့ကြီးကြီးနဲ့တခါနဲ့ကျွန်တော်ဒါအခုကျွန်တော်ပြောတဲ့စကားကလေကျွန်တော်မေးတဲ့စကားပဲနော်အခုဒီဗီဒီယိုဖိုင်ကြည့်တဲ့လူတွေခံနိုင်လားဆိုတော့မေးတဲ့စကားဘာလို့ဆိုကျွန်တော်တခါနဲ့အဲ့လိုကောင်တွေပောက်ကက်ပြောကြည့်တယ်ဟဲ့အောင်မင်းဒီလိုကောင်မျိုးတွေအုပ်ချုပ်တာမင်းခံနိုင်လားကျွန်တော်တွေ့ကတော့ဗာလီးတော်မှမခံနိုင်ဘူးကွာဒီလိုကောင်မျိုးလီးသေးသေးပြီဆိုစိတ်မျိုးကျွန်တော်ကိုယ့်ကိုတွေးမိဒါကြောင့်မလို့အခြားသောညီကောင်မောင်တို့မိတ်ဆွေတွေပြည်သူတွေအနေနဲ့လည်းတွေးမိလားတော့မသိဘူးကျွန်တော်ကတော့အဲ့ဒါအမြဲတွေးတယ်ကြည့်ဒီကောင်တွေပောက်ကက်တခုံးထွက်ပြောတိုင်းကျွန်တော်ကြည့်တယ်အော်ငါတို့တက်အုပ်ချုပ်ဖို့လုပ်နေတာဒီကောင်တွေပါတော့ကွာသေရကြီးရကွာဟုတ်တယ်စစ်တပ်ထဲဝင်ပြီးတော့နော်စစ်ပေါင်းတွေဝစ်ပြီးတော့လာသူ့သူယာတို့တက်လို့တက်သွားတာအရေးလည်းမရှိအချင်းလည်းမရှိအစင်းလည်းမရှိထွက်လာတဲ့စကလုံးကလည်းပေါက်ပန်း40ဟမ်နိုင်ငံအရေးဆိုတော့ရှင်းရှင်းလေးပဲလေအခုသူပြောပါကြည့်ပါကွက်လက်မရှိတာလို့ကွက်လက်ပိတ်တာလို့ဟမ်နိုင်ငံအရေးဆိုတော့ပါကိုယ်နိုင်ငံကောင်းဖို့အတွက်လုပ်တာနိုင်ငံအရေးပဲလေဗျအဲ့ဒီနိုင်ငံအရေးကိုခေါင်းစဉ်ကာပြီးတော့ကလိန်ကကြစ်တွေလှုပ်ချင်တိုင်းလှုပ်တာကိုသူတို့ကနိုင်ငံရေးခေါ်တာကျွန်တော်တို့ကရှင်းတယ်နော်ကျွန်တော်နိုင်ငံရေးသမားလည်းမဟုတ်ဘူးနိုင်ငံရေးလည်းလုပ်မစားဘူးဆက်ပြီးတော့လည်းနိုင်ငံရေးလုပ်မှာမဟုတ်ဘူးဒီပွဲပြီးကိုဘဝကိုလွတ်လပ်လပ်နေမှာအစတည်းကလွတ်လပ်လပ်နေခဲ့တဲ့လူတွေကျွန်တော်တို့နော်အဲ့တော့နိုင်ငံရေးဆိုပါလေကိုယ်နိုင်ငံအရေးကိုယ်နိုင်ငံကောင်းဖို့အတွက်ကိုယ်နိုင်ငံသူများနိုင်ငံတွေကိုမှီဖို့အတွက်ကဘာဖြစ်လဲအောက်ထုတ်မှုစနစ်ကောင်းမှဖြစ်မှာအောက်ထုတ်မှုစနစ်ကောင်းရင်ဒီလိုလူရုပ်မာတွေလည်းလူဘတက်ဝလို့မရဘူးချင်းပြောတာဒါရှင်းအဓိကစနစ်ပဲအဲ့ဒီစနစ်ခိုင်မာဖို့ဆိုတာဒီကောင်တွေကိုအရင်ကျွန်တော်တို့နိုင်မှရအဲ့ဒီအတွက်နိုင်တဲ့နေရာကပါဝင်တယ်နော်အခြားသောညီကောင်မောင်မတွေအနေနဲ့ကျွန်တော်ပြောချင်တာလေနိုင်တဲ့နေရာကပါဝင်ပေးပါကျွန်တော်တို့တိုင်းပြည်မှာတကောင်အပြင်ညစ်မလက်တော့ပါဘူးနော်ဒီထက်စိုးတဲ့ဟာမရှိတော့ဘူးကဲဒီမှာအတီကိုပဲထပ်ပြောခိုင်းတော့မယ်နော်你标签的是跟龙丹是跟龙丹，是高丹是高丹哦，大为有目，大为看目，今年有我们的咱们呢，果然听啊上。ကဲစော်မဲလုံးနဲ့မင်းအောင်နိုင်ဦးတော့9နိုင်ထိစောက်သွားပြီနော်အဲ့တော့ကျွန်တော်တို့လည်းတော်လိုင်းနိုင်ဖို့အရေးကြီးပါတယ်သူတို့ကဘယ်လိုပဲစောက်ဖြစ်နိုင်မယ်ဆိုရင်လေဒီပွဲမှာလေကျွန်တော်တော်လိုင်းရတဲ့ page ရေးလာတယ်မလားကဲငါတို့ဒီတော်လှန်ရေးဘက်ကိုအားပေးတဲ့လူတွေအတွက်တိုင်းတစ်ခုပြည်နယ်တစ်ခုလောက်ရရင်ကျင်းတတ်ပြီလားဟိုဘက်နေတို့တနိုင်ငံလုံးမှာတော့နေတို့အမှနေခြင်းနဲ့အဲ့ဒုစပြန်နှံနော်အဲ့မတိအောင်ဟာလို့အဲ့လိုဟာမျိုးတွေတော့နေကြပြီးလို့ရှိရင်အဲ့ဒီတော်လှန်ရေးဆိုတာနိုင်ငံအရေးဆိုတာကိုယ်အရေးမှန်းမတိတဲ့လူတွေနေကြတော့ပြီးအဲ့ဒီဘောမတွေနေကြတော့အမမင်းတို့မင်းအောင်နိုင်မဲ့အုပ်ချုပ်ကိုင်းဇော်မဲလုံးမဲ့အုပ်ချုပ်ကိုင်းကွာမင်းတို့တစ်ဖွဲ့တော့ကိုဒီဘက်ချမ်းမှာနော်ဒီမိုကရေစီတစ်အခြေခံဥပဒေတွေရေးဆွဲတကခိုင်မာတဲ့စနစ်တွေနော်လက်နက်ကင်ပြီးဘယ်ခွေးသားမှလူပေါင်းဝါလို့မရတဲ့တကယ့်အခြေခံဥပဒေကိုတေချာစနစ်ချပြီးတော့ရေးဆွဲပြီးတော့လေ
အေးချမ်းချမ်းတာဒီတောင်ကိုရီးယားနဲ့မြောက်ကိုရီးယားပုံစံမျိုးကကျွန်တော်ခွဲလိုက်ချင်တကယ်ပြောတာဘယ်ဟိုအခုကတော်လိုင်းရေးမှာလေတော်လိုင်းကြတယ်ဆိုတော့နံပါတ်1ငွေမရှိလို့ကြတယ်နံပါတ်2ဘာဖြစ်လို့တော်လိုင်းရေးကပေးမှန်းနေကြတယ်အဲ့ဒီမသိနားမလဲတဲ့ဒူတွေကိုပြန်ပြီးတော့ထမ်းပိုးနေရတယ်အဲ့ဒီအတွက်ဒီကောင်တွေကဒီဇော်မဲလုံးတို့မင်းအောင်နိုင်တို့အာနာယူတဲ့ကောင်တွေအခွင့်အရေးရတယ်အဲ့ဒါပဲအဲ့တော့ကိုဗစ်မဖြစ်ပြောမယ် sorry ငလင်ဘေးမဖြစ်ခင်ဒီကောင်တွေဘယ်လောက်စီရင်နေခဲ့ငလင်ဘေးအကြောင်းပြပြီးဒီကောင်တွေဘယ်လောက်ပြင်ဆင်ခွင့်ရပြီးစီရေးဘယ်လိုပြုပြင်နိုင်သွားတယ်အဲ့ဒါပဲတိုင်းပြည်ကိုချနေတဲ့ကောင်တွေကတိုင်းပြည်ဒုက္ခရောက်ပြီးသူတို့ကြိုက်တယ်အဲ့ဒါဖြစ်ကိုတွေတိုင်းပြည်အတွက်ကောင်းစေခြင်းတဲ့လူတွေကအခုတော်လိုင်းရဲဘော်တွေမစ်ရှင်တွေစဉ်းစားတယ်ညိုတွေကငကိုဆိုရင်ဟိုနေတွေယူကြီးတွေမစ်ရှင်ကိုသေချာစီစဉ်ပွားပြီးပြည်သူဖြတ်လာလို့ဖြတ်သိမ်းလိုက်ကလည်းမစ်ရှင်ပေါင်းမနှစ်ခုရှိတယ်အဲ့ဒါပဲကိုတွေဘက်ကနစ်နာတယ်ဆိုတော့အဲ့ဒါတစ်ဖက်မှာညှားနေရတဲ့အတွက်ဒီကောင်တွေဘက်ကအခွင့်အရေးရတယ်အဲ့တော့ဖြစ်နိုင်ရင်လေသူကတောင်မြန်မာနဲ့မြောက်မြန်မာဖွဲလိုက်အဲ့ဒါအကောင်းဆုံးပဲ